ကိုရှင်ပြောနေစစ်ဆက်လိုက်ပြီဆိုပြီးအခုမှကိုဝင်ကြီးနဲ့လူရှိပြန်ပေါ်လာတဲ့ရှင်ရှင်ဟုတ်ကဲ့ရှင်ရှင်ဟာဆိုလို့ရှိရင် Baby I Love You ဆိုတဲ့မိုလိုပေါက် album တစ်ခုနဲ့တည်းတော့ရောမျိုးပါမကြံအရန်ကိုမှအောင်မြင်ခဲ့တဲ့ဖော့ပြင်းမတူဖြစ်ပါတယ်အောင်မြင်ပြီးတော့သိမကြခင်မှာကိုရီးယားကမင်းသားဂူဂျွန်ဖြိုးခေါ်လီမီဟွန်နဲ့စစ်ဆက်တော့မယ်ဆိုပြီးတော့မီဒီယာတွေကိုပြောကြားခဲ့ပါတယ်ဒါမဲ့အဲ့လိုဖြေပြီးကလေးကသူ့ရဲ့သတင်းဟာဆုံးမြုပ်သွားပြီးတော့အခုကြမှာသူကကိုဝင်နဲ့ပြန်ပေါ်လာပြီးတော့ပွဲတစ်ခုမှာဓာတ်ပုံရိုက်ခံခဲ့ပါတယ်ငေးရုပ်ကတော့မပြောက်သေးပေမဲ့အခုမှဘိုက်တလုံးနဲ့ဝါလို့ဖြိုးလို့လှလို့ပလို့မြင်တွေ့ရမှာပါသူရဲ့အဆိုတော်တွဲဘက်ဖြစ်ခဲ့ဘူးသူအဆိုတော်ဘီဘာဟင်းကတော့ရှင်းရှင်းဟာဒီအဆိုတော်လောက်ကိုလုံးဝပြန်မလို့တော့ကြောင်းအမျိုးသားဖြစ်သူနဲ့ဒါစီးပွားရေးကိုဇောက်ချပြီးလောက်ကိုင်းနေကြောင်းတချင်းလေးတစ်ပုတ်လောက်ဆိုပြီးပါလို့ပြောရတာလုံးဝမဆိုကြောင်းပြောကြားခဲ့ပါတယ်ကဲပရိသတ်ကြီးရောဘလို့ထင်မြင်ကြလဲရှင်းရှင်းရဲ့သတင်းကိုကြားခဲ့တဲ့အချိန်တုန်းကတကယ်ပဲဂူဂျိုဖြိုးနဲ့စစ်ဆက်တော့မယ်လို့ထင်ခဲ့တဲ့သူတွေရှိလားအားလုံးပဲမှတ်ချက်ပေးခဲ့ကြပါဦးရှင် channel လေးကို subscribe လုပ်ဖို့လည်းမမေ့နဲ့နော်